ဂျော်ဂျူအာဘန်ကိုချင်းပြီးဟာခါမှာမွေးပါတယ်။မွေးချင်း9ယောက်မှာအငယ်ဆုံးဖြစ်ပြီးတော့ယောက်ျားလေးဆိုလို့လဲသူတစ်ယောက်ပဲပါတာပါ။သူ့အဖေကမလေးရှားမှာလောလုံနေတော့ဆိုသူ့အမေနဲ့သူ့အမအကြီး2ယောက်ကရိုးရာဝတ်စုံတွေချုပ်ရောက်ပြီးရှာကျွေးခဲ့ရပါတယ်။သူ့အသက်9နှစ်လောက်မှာမလေးရှားကိုရောက်တယ်။မလေးရှားမှာ2နှစ်လောက်နေပြီးဒုက္ခသည်ဖြစ်နေအမေရိကကိုရောက်တယ်လို့လည်းသိရပါတယ်။အမေရိကမှာကျောင်းတက်တော့အနိုင်ကျင့်ခံရတယ်ပေါ့ဗျာ။အင်္ဂလိပ်စကားလေးမတတ်တဲ့အပြင်အတန်းထဲမှာလည်းလူကောင်ကအသေးဆုံးဆိုတော့အနိုင်ကျင့်တဲ့ကောင်တွေရဲ့ရွေးချယ်စရာပြတ်မှတ်ဖြစ်ခဲ့တယ်ပေါ့။ငယ်ဘဝတွေကပွဲနှဲလာခဲ့ရတယ်ဆိုရင်လည်းမမောင်းဘူးပေါ့ဗျာ။ဖန်မိဘတွေကလည်းသူ့ကိုရန်နေဖြစ်လို့တခြားကျောင်းတွေပြောင်းထားပေးတာပေါ့နော်။ကျောင်းပြောင်းမှပဲအာရှသားဆိုလို့4ယောက်ပဲရှိတဲ့အတန်းတွေမှာပိုပြတ်မှတ်ထားခံခဲ့ရလို့ပွဲဆက်တွေများရဲ့အကြောင်းကိုလည်းပြောပြထားတယ်ပေါ့။မင်းရဲ့သူကဒါဆိုမင်းရဲ့ Street Fight ရလက်ကရောဘယ်လိုတုံးဆိုတော့ဖန်က undefeated ပဲတဲ့။တော့မရှုံးသေးပါဘူးလေဗျာ။အကောင်သေးပေမဲ့နှာခေါင်းပေးတယ်ဆိုတော့ချင်းမိလာတဲ့စားကိုတော့ကျွန်တော်ကတော့ဂျုံတော့ရလို့ပြောမှာပေါ့။ရန်နေဖြစ်အကြောင်းတွေထုတ်ခံရလို့နောက်ဆုံးတူဦးလေးရှိတဲ့ IO ကပြည်နယ်ကိုရောက်သွားတယ်ပေါ့ဗျာ။ရန်ဖြစ်တော့ဘူးလားဆိုတော့မဟုတ်ပါဘူး။ဖန်ကတော့ပွဲတန်းကျော်လုပ်နေတော့မှာ။အဲ့ဒီအချိန်မှာသူ့တော်ခေါ်ဆူတာပေါ့။အကောင်လေးနင်းအဲ့လောက်ထိုးချင်ကြိတ်ချင်နေကိုယ်နိုင်ငံကိုလူမျိုးတွေကိုစားပြုထိုးပါလား။ဘာညာဆိုပြီးတော့နည်းနည်းပွားပေးလိုက်တဲ့အချိန်မှာဖန်လေးအကြံရပြီးတော့ချင်းမှသွားလေ့ကျင်တယ်ပေါ့။ဒီလိုနဲ့သူလည်း MMA လမ်းကြောင်းပေါ်ကိုရောက်ခဲ့တယ်။သူဒီတိုက်ခိုက်ရေးအားကစားလမ်းကြောင်းပေါ်ကိုရောက်ပြီးကြရပဲပြဿနာမဖြစ်အောင်နေပါတော့တယ်ဆိုတဲ့အကြောင်းလည်းပြောတော်တယ်ပေါ့နော်။ Joshua the Fearless Fan ဆိုတဲ့နာမည်အကြောင်းမေးကြတော့သူ့မှာအရင်က The Savage ဆိုတဲ့နာမည်ရှိတယ်ပေါ့။သူမကြိုက်လို့အခု The Fearless ဆိုတဲ့နာမည်ကို Viking series တွေက Ragnar the Fearless ကနာမည်ကိုယူထားတယ်လို့ပြောပါတယ်။သူအကြိုက်ဆုံးဘောလုံးသမားကတော့ Cristiano Ronaldo ပါတဲ့။ Ronaldo ကန်တဲ့ဘောလုံးသင်းတိုင်းကိုလည်းအားပေးတယ်ပေါ့နော်။ Joshua Van က UFC ကိုရောက်ဖို့စုစုပေါင်း17ပွဲသာထိုးခဲ့ရတာပါ။ပျော်ရမ်းစင်မှာ4ပွဲ၊ကြေးစားဘွားမှာ9ပွဲထိုးပြီးတော့ Fury FC ရဲ့ချန်ပီယံကပတ်ကိုရရှိခဲ့တာဖြစ်ပါတယ်။ Van ကထိုးရာကန်တာကိုပဲအားတန်တာပေါ့နော်။သူကိုယ်တိုင်လည်းပြောဥပါတယ်။ဂျူဂျစ်စုလို့ယောက်ျားကြီး2ယောက်ဖက်လုံနေရတာကိုကြောင်းတောင်းနေရင်ဆိုပြီးတော့ပေါ့။ဒါပေမဲ့လည်း MMA ကစားနေတာဆိုတော့နဗန်းလည်းလေ့ကျင့်ရတာပေါ့ဗျာ။အဓိကကတော့သူက take down defense ကိုပဲအဓိကထားလေ့ကျင့်တယ်လို့ပြောပါတယ်။အဲ့လိုတွေပြောလို့ fan ကိုထင်တော့မသေးလိုက်နဲ့နော်။သူချန်ပီယံကပတ်ရခဲ့တဲ့ပွဲမှာသူကပြိုင်ဘက် Cliff McLean ကို Rear Naked ချုံနဲ့အနိုင်ယူပြီးပွဲသိမ်းလိုက်တာဖြစ်တယ်။ပြီးတော့သူမှာ BJJ Blue Belt ရှိတယ်လို့လည်းပြောပါတယ်။ဒီ podcast က2024ခုနှစ်မှာပြောခဲ့တာဆိုတော့အခုဒီထက်ပိုပြီးတော့ scale ကျန်လာမှာတော့သိနေပါဗျာ။သူ့ရဲ့ boxing style ကိုဒီပြကသဘောကျလို့တဝေကျိုးဝိုင်းနဲ့ကိုဝင်ရင်မင်းဒီထက်ပတ်စံပိုရှာနိုင်မယ်ဆိုတဲ့အကြောင်းပြောတယ်ပေါ့ဗျာ။သူကိုယ်တိုင်ကလည်းအချိန်မှထိုးဖို့ဆန္ဒရှိတဲ့အကြောင်းဖန်ကပြောပါတယ်။ကျွန်တော်တို့ကတော့ USA ကပတ်တွေရပြီးတဲ့အချိန်မှတော့တခြားကပတ်တွေပါအိမ်မက်မခွင့်ရှိအောင်မယ်လို့ကျွန်တော်ကတော့ညွှန်နေမိတယ်ဗျာ။ဘောက်စင်မှာဆိုရင်တန်ကသူကြိုက်ဆုံးကစားသမားဖြစ်ပါတယ်။သူနဲ့လည်းအရက်ချင်းမကွာတော့တန်ရဲ့ပွဲတွေကိုကြည့်ပြီးလေးလာဖြစ်တယ်လို့ပြောပါတယ်။ UFC မှာဆိုရင်တော့ Conor McGregor က fan အားအကျဆုံး fighter ဖြစ်ပါတယ်။ UFC flyweight တန်းတွေမှာရောဆိုရင်ရောဘသူပွဲတွေကိုကြည့်ပြလဲလို့မေးတော့ fan ကသူပွဲသူပဲကြည့်ပြအများဆုံးကြည့်ပြတယ်လို့ပြန်ပြောပါတယ်။ကျွန်တော်ကတော့ fan ရဲ့ interview တွေကိုကြည့်ပြီးသူကိုယ်သူပြန်ကြည့်ရတာတော်တော်သဘောကျတဲ့သူလို့ထင်မိပါတယ်။ Joshua Van ကပွဲထိုးဖို့အမြဲစင်သင်ဖြစ်နေတဲ့အကြောင်းကိုလည်းပြောသွားပါသေးတယ်။သူလေ့ကျင့်နေတဲ့ 4 ounce club က sparring ကျန်းနေဆိုပြီးတော့လည်းနာမည်ကြီးရပါဗျာ။သူတို့ကတပတ်ကို3ရက် hard sparring ဆွဲတယ်။မထီတတိမဟုတ်ဘဲနဲ့တကယ်ချတဲ့အကြောင်းလည်းပြောပြထားပါတယ်။အဲ့ဒီတော့သူကအမြဲတမ်းပွဲထိုးနေရတယ်လို့ပဲပေါ့ဗျာ။ UFC ကလည်းလူစားဝင်ထိုးပေးလိုက်ပါအောင်ဆိုလို့ရှိရင်ဂျိုဂျိုဘန်တို့ကအမြဲအဆင်သင့်ဖြစ်နေတာ။ဒါကြောင့်ပဲပေါ့နော်။လူမျိုးရေးဦးစင်ချင်းမပေးဘူးဝိတ်တန်းတူရင်လူတိုင်းနဲ့ထိုးမယ်ဆိုတော့ဂျိုဂျိုဘန်ရဲ့အထာကြောင့်ဒါနာဝိုက်ကပါသဘောကျပြီးတော့အခုလိုချန်ပီယံကပန်နာကိုအချိန်တူတူနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ fan ကသူက UFC မှာပထမဆုံးမြန်မာ fighter ဖြစ်တဲ့အတွက်ကြောင့်ပွဲထိုးရဆိုလို့ရှိရင်တနိုင်ငံလုံးကမိုင်းပြီးတော့အားပေးကြတယ်။တချို့ဖျားเจ้าတွေမှာဆိုလို့ရှိရင်ဆူတောင်းပေးကြတယ်။အတူတူစုပြီးတော့ fan ရဲ့ပွဲကိုအားပေးကြတယ်ဆိုတဲ့အကြောင်းကိုပြောပြလိုက်တော့နားထောင်နေတဲ့သူတွေကအားကျသွားတယ်ပေါ့ဗျာ။ဒါကတော့ကျွန်တော်တို့မြန်မာပရိသတ်တွေရဲ့ကိုနိုင်ငံသားဆိုလို့ရှိရင်အားပေးတတ်ကြတယ်ချစ်စရာအလေးထားလေးလို့ပဲကျွန်တော်ကတော့ Japan ကိုယူနေပါတယ်။သူ့ကိုချား fighter တွေကတိုက်ခိုက်ရေးအားကစားနောက်ခံကဘာလဲလို့မေးကြတဲ့အခါမှာ Joshua Van က Street Fight လို့ဖြေတာကိုကျွန်တော် August တခုမှကြည့်ထားပူပါတယ်။
ငယ်ဘဝကအနိုင်ကျင့်တဲ့ကျောင်းသားတွေရဲ့တို့ရကြောင်းပို့ပြီးတော့စိုးသွမ်းရမ်းကားတဲ့လူငယ်တယောက်ဖြစ်မသွားစေပဲနဲ့တနိုင်ငံလုံးကအခုလိုဝိုင်းပြီးဂုဏ်ယူရတဲ့လူတော်တယောက်ဖြစ်လာအောင်ဝိုင်းပြီးတော့တက်မှတ်ပေးကြတဲ့ဂျော်ဂျော်ဘန်ကိုရိုင်းနဲ့သူ့ရဲ့ပုံဝင်ခြင်းကိုကျွန်တော်ကတော့လေးစားဂုဏ်ယူမိပါတယ်ပို့ပြီးတော့လေးစားမိတာကဗန်ကအသက်6နှစ်9နှစ်လောက်မှာတည်းကမြန်မာပြည်ကထွက်သွားတဲ့သူတယောက်ဖြစ်ပါတယ်သူကအခုချိန်ထိမြန်မာနိုင်ငံကိုမမေ့နိုင်သေးတဲ့ပြည်ပရောက်နေကြတဲ့မြန်မာတွေတယောက်ဖြစ်နေတော့မှာပဲဘန်ကိုမြန်မာနိုင်ငံကအစားအစာဆိုရင်ဘာကြိုက်လဲမေးတော့စားပူးတီကြိုက်တယ်လို့ပြန်ဖြေထားပါတယ်မင်းအဲ့ဒီကိုပြန်ရောက်ဖြစ်သေးလားဆိုတော့ဗန်ကသူမရောက်ဖြစ်တဲ့အကြောင်းအခုငါတို့နိုင်ငံကနိုင်ငံရေးအခြေအနေမတည်ငြိမ်တဲ့အကြောင်းပြောပြထားပါတယ်ငါတို့နိုင်ငံမှာအာဏာသိမ်းမှုဖြစ်နေတယ်စစ်တပ်ကငါတို့ရဲ့သမ္မတကိုဖမ်းပြီးတော့ထောင်ထဲမှာထည့်ထားတယ်သူတို့ကိုစန့်ကျင်တဲ့ဒေသတွေမှာဆိုလို့ရှိရင်အပြစ်မဲ့တဲ့ပြည်သူတွေကလေးတွေပါမကျန်အသက်ခံနေရတယ်ဆိုပြီးတော့ဗန်ကရှင်းပြတယ်ဗန်ကမြန်မာပြည်မှာရှိတဲ့သူ့ရဲ့မိသားစုဝင်နေထိုင်တဲ့တချို့ဒေသတွေမှာဆိုလို့ရှိရင်အချိန်မြေဘုံတန်တနက်တန်လင်းတန်တွေကြောင့်အပြင်တောင်ကောင်းကောင်းမထွက်ရကြဘူးဆိုပြီးတော့ပြောပြထားပါတယ်ဒါဆိုရင်မင်းတို့နိုင်ငံကပြည်တွင်းစစ်ဖြစ်နေတာလားဆိုပြီးတော့ပြန်ပြီးတော့ဗန်ကဥပမာတစ်ခုပေးလိုက်တယ်ပေါ့နော်သမ္မတကြီးဂျိုးဘိုင်ဒန်ရှိတယ်မလားသူ့စစ်တပ်ကအတင်းဖမ်းပြီးတော့တိုင်းပြည်ရဲ့အာဏာကိုလူလိုက်တာဆိုတော့မှမင်းရဲ့သူတွေကလည်းအာဏာသိမ်းနေဆိုတာဘာလို့ဆိုလို့မှန်းနားလည်သွားကြတယ်ပေါ့ဗျာဒါနဲ့အဲ့ဒီအကြောင်းငါတို့လည်းဘာမှမသိရပါလားဆိုတော့မှဗန်ကဟုတ်တယ်စစ်တပ်ကအင်တာနက်တွေကိုဖျက်ထားတယ်သတင်းမှောင်ချတာတွေကိုတိတိကျကျကင်တွယ်ထားတယ်စစ်တပ်ကပြည်သူတွေပေါ်ကိုဘယ်လောက်တောင်မှနှိပ်စက်လဲဆိုလို့ရှိရင်သူတို့ဒေါ်လာနေတဲ့သူတွေကိုဖမ်းမိတဲ့အချိန်မှာကျိုးနဲ့တုပ်ပြီးတော့တရိတ်ဆန်တွေတို့မြေကြီးပေါ်မှာဆွဲရဆိုတဲ့သတင်းတစ်ပုဒ်ကိုတော့မင်းညာကဖတ်ခဲ့ရတယ်ဆိုပြီးတော့ဂျိုးရှော့ဖန်ကပြန်ပြောပြနေတယ်ပေါ့နော်ဖန်ပြောတာကိုနားထောင်လိုက်ရတဲ့သူတွေကလည်းစိတ်မကောင်းပါဘူးမင်းတို့နိုင်ငံအတွက်ဆူတောင်းပေးပါတယ်ဆိုတော့ဖန်ကလည်း pray for မြန်မာဆိုပြီးတော့ထည့်ပြောသွားတယ်ပေါ့နော်ဖန်ကသူဒီလိုမျိုးပြောခွင့်ရချင်တာကသူ့ရဲ့ဆန္ဒပါဆိုပြီးတော့လေ2024ခုနှစ်က podcast မှာပြောပြသွားတာဖြစ်ပါတယ်။ချင်းတိုင်းသားလေးဂျော်ဂျူအဗန်ရဲ့ကျွန်တော်တို့တိုင်းပြည်ကိုချစ်တဲ့စိတ်ကပြိသက်လိုချင်လို့အလံလေးပခုံးပေါ်မှာတင်ထားရုံမဟုတ်ဘဲနဲ့သူ့ရဲ့နှလုံးသားထဲမှာပါရှိနေတယ်ဆိုတော့ကျွန်တော်ကပြိသက်တီကိုမြင်အောင်ကြည့်နေချင်တာဖြစ်ပါတယ်။ငယ်ငယ်လေးကကိုမျိုးရဲ့ဒေတာကိုဆွန့်ခွာခဲ့ရတဲ့အပြင်ရွှေပြောင်းဒုက္ခတဲ့ကလေးတယောက်ရဲ့ဘဝနဲ့နိုင်ငံရခြားမှာခက်ခဲတွေကိုကြုံတွေ့ခဲ့ရပေမဲ့လည်းကိုယ်နိုင်ငံကိုအခုချိန်ထိမင်းမပြဖြစ်နေရင်းထဲမှာရှိနေတာကျွန်တော်ကတော့တကယ်ကိုလေးစားမိပါတယ်တချို့ကဖန်ကို UFC မှာမြန်မာအလှမ်းနဲ့ချန်ပီယံဖြစ်တော့မှာမို့လို့ဆိုပြီးတော့ဝမ်းသာနေကြတာဖြစ်ပေမဲ့သူ့ရဲ့နိုင်ငံပေါ်မှာချစ်တဲ့စိတ်ရင်းစေတနာကိုသာသိကြရင်အခုထပ်ပို့ပြီးတော့ချစ်ခင်ဝန်းရံကြမယ်ဆိုတာကိုကျွန်တော်ကယုံကြည်တဲ့အတွက်မတည်သေးတဲ့သူတွေကိုမျှဝေပေးလိုက်ရပါတယ်ခင်ဗျာYou for your title. No way, Josh. Bring it here. Bring it here. Tonight you beat the number one contender, and you just got to see Alexandre Pantoja defend his title. You will be next. So give me your thoughts on that. He's a great champion, but he ain't never fought Joshua Van.